ငင်းချမ်းရေးနဲ့မြစ်တာတရားအတွက်ရည်ရွယ်ပြီးတော့မိုင်ပေါင်း2300ကျော်ခရီးကိုလမ်းလျှောက်ပြီးတော့လှုံ့ဆော်နေကြတဲ့ဘုရားဘာသာယဟန်တော်များသတင်းဟာဖြင့်ဒီကနေ့ကဘာသူကဘာသားတွေအလွန်စိတ်ဝင်စားလျက်ရှိကြပါတယ်။ဒါပေမဲ့ဆရာတော်များရဲ့အောင်မြင်မှုကိုမလိုလားမနှစ်သက်တဲ့လူတွေလည်းပေါ်လာတာတွေ့ရပါတယ်။ဟာသတွေကိုတင်ပြနေတဲ့ကပ်ပလီနှစ်ယောက်ကလည်းပဲဆရာတော်တွေရဲ့လမ်းလျှောက်တဲ့ငြိမ်းချမ်းရေးအတွက်လမ်းလျှောက်တဲ့ပုံစံကိုဟာသလုပ်ပြီးတော့ဒီလိုသရော်တာလေးလည်းတွေ့ရပါတယ်။ဒီတော့သူတို့ကတော့ပျော်စီခြင်းတို့လုပ်တယ်ပဲထားလိုက်ပါတော့ဒါပေမဲ့လမ်းလျှောက်နေတဲ့ဆရာတော်တွေကိုကန့်ကွက်ဆန္ဒပြတဲ့ခရီးရန်ဘုန်းကြီးတယောက်ပေါ့လေအဲ့ဒီပုဂ္ဂိုလ်ကဆိုင်းဘုတ်ကြီးကိုင်းပြီးတော့ဆရာတော်တွေကိုလမ်းမှာဖြတ်ပြီးတော့ပြောဆိုနေတာတွေကိုလည်းတွေ့ရပါတယ်အဲ့ဒီကိစ္စကိုကျွန်တော်တို့လေ့လာကြည့်ရအောင်ကျွန်တော်ထပ်ပြီးတော့ဗီဒီယိုလေးနဲ့ပေါ်ပြမှာဖြစ်ပါတယ်ဆက်ပြီးတော့ကြည့်ရှုကြပါဗီယက်နမ်ဥဆောင်ဆရာတော်အရှင်ပညာကာရဆောင်တဲ့သံဃာတော်အပါး20ကျော်ကအမေရိကန်ပြည်တက်ဆတ်ကနေပြီးတော့ဝါရှင်တန် DC ထိရက်ပေါင်း120ခရီးမိုင်အားဖြင့်မိုင်2300ကျော်ခရီးကိုဖြတ်သန်းပြီးတော့ War for Peace and Unity ပေါ့လေငြိမ်းချမ်းရေးအတွက်လမ်းလျှောက်နေတဲ့အစီအစဉ်မှာရောက်တဲ့ဒေသတိုင်းမှာကြိုဆိုပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ကြစခဲ့စို့ယခုကဲ့သို့တားမြစ်သောပုဂ္ဂိုလ်များလည်းတွေ့ကြုံရပါတယ်ဒါပေမဲ့အားလုံးကတော့ယခုလိုတားမြစ်တဲ့ပုဂ္ဂိုလ်ကို bad comment တွေပေးကြပါတယ်မနစ်သက်ကြပါဘူးသူကပြောပါတယ်ယေရှုဟာဖခင်အစ်စ်ဖြစ်တယ်ယေရှုဟာငြိမ်းချမ်းရာအေးချမ်းရာလို့ပြောပြီးတော့ငြိမ်းချမ်းရေးအတွက်လမ်းလျှောက်တာဟာငရဲကိုသွားနေတာနဲ့အတူတူပဲမင်းတို့ကငါချစ်လို့ပြောတာပါလို့ဘုရားဘာသာဆရာတော်တွေကိုသူကပြောပါတယ်ဒါပေမဲ့ဆရာတော်ကတခုံးပဲပြန်မေးပါတယ်မင်းကူငြိမ်းချမ်းနေသလားလို့မေးတော့သူပြန်မဖြေနိုင်တော့ပါဘူးသူကစွန်းရောက်တွေပါနော်အစွန်းရောက်တွေဖြစ်တဲ့အတွက်ကြောင့်သူတို့စကားတွေကဘာမှအရာမဝင်ပါဘူးဒါကြောင့်ဆရာတော်ကပြောပါတယ်ပေးယုံကြည်ရာကိုမင်းလုပ်တာမင်းမှန်ပါတယ်ငါယုံကြည်ရာအတွက်ငါလုပ်တာလည်းမှန်ပါတယ်ငါလည်းမင်းကိုချစ်ပါတယ်ကွာငါတို့ကငြိမ်းချမ်းရေးအတွက်လမ်းလျှောက်ခြင်းဖြစ်ပါတယ်လို့ပြောကြပါတယ်သူတို့ကတော့သူတို့ဖျားစာမှန်တယ်သူတို့ဖျားကိုမကိုးကွယ်ရင်ငရဲသွားနေတာငြိမ်းချမ်းရေးလမ်းဆိုတာလက်လျှောက်ရုံနဲ့မရဘူးသူတို့ဖျားကိုကိုးကွယ်မှရမယ်ဆိုတာသူတို့ဆိုလိုပုံရပါတယ်ဒါပေမဲ့ဆရာတော်ရဲ့ထိမိတဲ့ပြောစကားကသူတို့ကိုပစားအဟောင်းသားဖြစ်သွားစေတယ်ပေါ့နော်ခုလိုလုံနေတာမင်းငြိမ်းချမ်းနေပလားလို့မေးတဲ့အခါသူဖြေစရာစကားမရှိတော့ပါဘူးဒါကြောင့်ကျွန်တော်တို့ငြိမ်းချမ်းရေးကိုရှာဖွေတဲ့နေရာမှာလူသားတဦးချင်းစီရဲ့အတွင်းစိတ်နှလုံးငြိမ်းချမ်းရေးကိုဥတည်ပြီးတော့လူမျိုးမတူဘာသာမတူအသားအရောင်မတူပေမဲ့အားလုံးဟာငြိမ်းချမ်းတဲ့စိတ်နှလုံးနဲ့မေတ္တာကရုဏာမုဒိတာဥပိ္ပခာဆိုတဲ့ဗြဟ္မစိုရတရား၄ပါးနဲ့တယောက်ကိုတယောက်နားလည်ခြင်းသီးခံခြင်းခွင့်လွှတ်ခြင်းတယောက်ကောင်းကျိုးကိုတယောက်လိုလားခြင်းဆိုတဲ့အခြေခံစိတ်ကောင်းစိတ်မြတ်တွေကိုမွေးမြူမယ်ဆိုရင်ဖြင့်ကျွန်တော်တို့ရဲ့ကမ္ဘာငြိမ်းချမ်းရေးဖော်ဆောင်မှုဟာအပြည့်ပြည့်နဲ့တော့အောင်မြင်လာလိမ့်မယ်လို့ယုံကြည်ပါတယ်ပြီးတော့ဆရာတော်တွေဟာဆက်လက်ပြီးတော့သူတို့ရဲ့ယုံကြည်ချက်အတိုင်းလမ်းလျှောက်၍ငြိမ်းချမ်းရေးကိုဆက်လက်ဖော်ဆောင်ကြပါတယ်